Hey hey, tervetuloa takaisin kaikki. Olen Skyla ja tänään minä aion kertoa hyödyllisistä ja helpoista kielioppimalleista joka päivän elämän. Aloitan minulava pienen jutuvaade Skylava. Skyla가ဒီနေ့နေ့စဉ်စကားပြောတွေမှာအသုံးဝင်ပြီးတော့လွယ်ကူတဲ့ grammar pattern လေးအနည်းငယ်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အဲ့တော့အားလုံးစင်သစ်ဖြစ်ပြီဆိုလို့ရှိရင်အားလိုက်တဲ့တန်း Go go go! Okay, ပထမဆုံးတစ်ခုအနေနဲ့မိရဲ့လူမင်ကွင်းဆိုတဲ့ grammar လေးကိုပြောချင်ပါတယ်။မိရဲ့လူမင်ကွင်းမြန်မာလိုဆိုရင်မဲ့အစားအင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ rather than လို့ခေါ်ပါတယ်။ဘလို့အခြေအနေမျိုးမှာအသုံးပြုလဲဆိုတော့ပစ္စည်းနှစ်ခုကိုတစ်ခုရွေးချယ်ရတဲ့အခါမှာအသုံးပြုပါတယ်။ဥပမာအနေနဲ့Mina mieluummin ostan auton kuin polkupyörän. မြန်မာလိုဆိုရင်ငါကတော့စပိန်အစားကားကိုပဲဝယ်လိုက်မယ်။ဒါမျိုးပါ။နောက်တစ်ခုအနေနဲ့Mina mieluummin suon risia kuin nudelia. ငါကတော့ခောက်ဆွဲစားထမင်းကိုပဲစားလိုက်မယ်။ဒါမျိုးပါ။နောက်တစ်ခုအနေနဲ့ Olen hyvä viva huono.Olen hyvä, viva huono. I am good at, bad at. ငါကဘယ်နေရာမှာတော်တယ်ဘယ်နေရာမှာမတော်ဘူးဆိုတာကိုပြောဖို့အတွက် grammar ပါဥပမာအနေနဲ့ Olen hyvä tekemään ruokaa. Olen hyvä tekemään ruokaa. ငါကအစားအစာတွေလုပ်တဲ့နေရာမှာတော်တယ်နောက်တစ်ခုအနေနဲ့ Olen huono tekemään ruokaa. Olen huono tekemään ruokaa.စံကျင်ဘက်တွေနဲ့ငါကအစားအစာတွေလုပ်တဲ့နေရာမှာမတော်ဘူး Okay ပတ်တန်က Olen hyvä ဒါမှမဟုတ်ရင် huono ပြီးတော့ verb ကို man ပြောင်းပြီးတော့ noun လုပ်လိုက်တာပါ tekemään လုပ်ခြင်း Olen hyvä tekemään ruokaa Olen huono tekemään ruokaa Okay နောက်တစ်ခုဥပမာအနေနဲ့ Olen hyvä pelaamaan videopelejä Olen hyvä pelaamaan videopelejä. ငါက video game တွေကစားရမှာတော်တယ်။စံကျင်ဘက်အနေနဲ့ Olen huono pelaamaan videopelejä. ငါက video game တွေကစားရမှာညံ့တယ်။ဒါမျိုးပါ။နောက်တစ်ခုအနေနဲ့ Minun täytyy. I have to. subject ကို genitive ပြောင်းပြီးတော့အနောက်က täytyy ကပ်လိုက်မယ်ဆိုရင် I have to.I have to go. Minun täytyy mennä. Täytyy ရဲ့အနောက်မှာ verb က basis verb ပါပဲ။ဘာမှချိန်စရာမလိုပါဘူး။ subject က genitive ချိန်ဝင်ချိန်ရပါမယ်။ Minun täytyy mennä. I have to go. Minun täytyy syödä. ငါစားကိုစားရမယ်။ I have to eat. Minun täytyy opiskella, koska huomenna on koe. ငါစာလေးကိုလေ့လာမှရမယ်ဘာလို့လဲဆိုတော့မနေ့ဖြန်စာမေးပွဲရှိလို့ဒါမျိုးပါပြီးတော့subject နေရာမှာငါမဟုတ်ဘူးတခြား sinun täytyy you have to hänen täytyy she or he have to ဒါမျိုးသုံးလို့ရပါတယ် Okay အဲ့တော့ Skyla လည်းအတန်းရှိသေးလို့ဒီနေ့ဒီလောက်နဲ့ပဲရက်ချင်ပါတယ်ကြည့်ရှုပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်အဲ့တော့ Nadentas Moikka